လက်ရှိ UFC မှာလက်စွမ်းတွေပြနေပြီးတော့နိုင်ပွဲတွေစရကောင်ချန်ပီယံကိုကောက်ွယ်နိုင်ခဲ့တဲ့ကျွန်တော်တို့ရဲ့ချင်းဖိုက်တာလေးဂျိုရှူအာဘန်ရဲ့စွမ်းရည်ကြောင့်ပြည်သက်တွေကတော့1 Championship ရဲ့နာမည်ကြီးကစားသမား Fighter Rotten နဲ့ရှင်ပြိုင်စေခြင်းနေကြပါတယ်တချို့ကတော့နားမလည်ကြလို့ပြောတာပါဒါဟာကမ္ဘာဖလားစစ်ကန်နေတဲ့သူကိုအောက်တန်းဆင့်ကိုဝန်ခံပါလို့ပြောနေကြပါပဲMMA လောကမှာ UFC ဟာကမ္ဘာအဆင့်အမြင့်ဆုံးနဲ့အခမ်းအနားဆုံးမှာအဖွဲ့အစည်းကြီးနိုင်ရှင်ရရင် American ခြေစိုက် UFC ဟာ1993ခုနှစ်ကတည်ထောင်ထားပြီးတော့လက်ရှိတက်တန်း33နှစ်ရှိပြီဖြစ်တဲ့ကမ္ဘာနံပါတ်1ပါဝါဖွဲ့စည်းပါ UFC လိုပဲ1 Championship ကတော့2011ကျမှစင်ကာပူမှာစတင်ခဲ့ပါတယ်တက်တန်း15နှစ်သာရှိပါသေးတယ်ဒါကြောင့်တမိုင်းကြောင်းရရောဈေးကွက်တက်ပေါ်ရပါ UFC ဟာကမ္ဘာအဆင့်မှာရှိပြီးကမ္ဘာပေါ်ကထိပ်တန်းကစားသမားတိုင်းဟာ UFC မှာနေရာရဖို့အသေးအတန်ကြိုးစားနေတာဖြစ်ပါတယ်ဂျိုရှူအာဘန်ထိုးတဲ့ MMA စီမင်းနဲ့ Rotten ရဲ့မွေးထိုင်းစီမင်းဟာလုံးဝကွဲပြားခြားနားလာပါတယ်လက်ပန်းဂျူဂျစ်စုနဲ့မြေပြင်ချုပ်ကွက်တွေပါဝင်တဲ့ MMA စီမင်းထက်မှာတော့ဂျိုရှူအာဘန်ရဲ့ရည်ချင်းဟာကမ္ဘာအဆင့်ကိုဝင်နေပါတယ် UFC ဒီအဆင့်သတ်မှတ်ချက်ဆိုတာဝိတ်တန်းအလုံးမှာရှိတဲ့ကစားသမားတွေထဲမှာအကောင်းဆုံးတွေကိုပဲရွေးချယ်ထားတာပါအခုလိုအဆင့်9နေရာထိတက်လှမ်းနိုင်တာဟာဂျိုရှူအာဘန်အတွက်ရောမြန်မာနိုင်ငံအတွက်ပါမျိုးလိုက်စရာကောင်းလိုက်တဲ့ကြီးမားတဲ့အောင်မြင်ပါဒါကြောင့်ပရိသတ်တွေအနေနဲ့ဖွဲ့စည်းခြင်းရောပညာခြင်းမှမတူညီတဲ့ချိန်တွေမှာဂျိုရှူအာဘန်ကို Rotten နဲ့ရှင်ခိုင်းလာတဲ့ကမ္ဘာအမြင့်ဆုံး UFC စီမင်းပေါ်မှာမြန်မာကိုဖော်နေတဲ့ဂျိုရှူအာဘန်ကိုလက်ရှိပန်ဒိုဂျာသမဟုတ်မာနကင်နဲ့တာပွဲတီဖို့လိုပါတယ်ပြောရမယ်ဆိုရင်တော့ဂျိုရှူအာဘန်ဆိုတာကဒီကျွန်တော်တို့ရဲ့မြန်မာတွေပြောနေတဲ့ Rotten ကမော်ကြည့်လို့ရတဲ့အနေထားတော့မဟုတ်ပါဘူး Rotten ဟာနောက်ဆုံးပွဲမှာတက်ခဲရိုးတော့ရှုံးနေထားတာဖြစ်ပါတယ်ဒါတချို့ကတော့လည်းဒီပွဲကိုလောက်ပွဲကြီးလို့ပြောနေကြပါတယ်ဒီတော့ Rotten လို့1 Championship က UFC နဲ့လုံးဝရှင်းလို့မရတာပါပဲဒါနဲ့မပြောပါနဲ့မာနကစ်အနေထားနဲ့ထိုးရင်တော့မှ Rotten ကရှုံးနေပါလေUFC fighter တိုင်းကအထိုးအောက်တဲ့သူတော်မှာအချုပ်ပညာမှာ90ခန်းလုံးထက်ရှိပါတယ် grappling ရန်ကောင်းပါတယ်ဒါပေမဲ့ကိုအားတဲ့အပိုင်းကိုပဲသုံးကြတာများပါတယ်ဥပမာဆိုရင် Rotten နဲ့ Takeru နဲ့ဆိုရင်တော့မှ Rotten ရှုံးမှာပါဘာဖြစ်လို့လဲဆိုတော့ Rotten ဟာ Takeru ကိုဘောင်စင်မှာလည်းမရှင်နိုင်ပါဘူးအဲဒီလိုပါပဲဂျိုရှူအာဘန်ကိုရှုံးလိုက်တဲ့တက်စလိုတိုင်ယာကိုလည်း Rotten ကရှင်နိုင်မှာမဟုတ်ပါဘူးဘာဖြစ်လို့လဲ Rotten ကထိုးပဲထိုးတတ်တာမချုပ်တတ်ပါဘူး UFC မှာတစ်ချက်ချုပ်ခံရရင်မလွယ်ပါဘူးတက်စလိုတိုင်ယာနဲ့တော့ဂျိုရှူအာဘန်ကသူ့ရဲ့ချုပ်ွက်တွေကနေရအောင်ရုပ်ထွက်ခဲ့တာတကယ်ကိုလေးစားဖို့ကောင်းပါလေဝမ်းမဆိုအချုပ်တာကောင်းပြီးကပတ်အမြဲရဖို့တော့မလွယ်ပါဘူးဒါကြောင့် UFC နဲ့1 Championship ကနှိုင်းယှဉ်လို့မရပါဘူးဘာပြော MMA မှာဝေထိုင်းကတော့တော့ထိုးလို့ရပြီမဲ့1 Championship မှာဝေထိုင်းကတော့ထိုးလို့ရကောင်းရနိုင်ပြီမဲ့ဝေထိုင်းပွဲကတော့မှတီးတန့်တီးပြတာပါဒါပေမဲ့ UFC မှာတော့အဲ့ဒီလိုမျိုးလုပ်လို့မရပါဘူးဒီလိုပွဲမျိုးကတဲကျင်တိုင်းတော့မှတဲလို့မရပါဘူး Rotten ကိုအရင် UFC မှာရွေးချယ်ခံရအောင်အရင်လုပ်ကြပါပဲပြီးရင်ဂျိုရှူအာဘန်နဲ့ထိုးခဲ့တဲ့1 fighter က fighter တွေနဲ့တဆင်ချင်းကိုနိုင်မနိုင်ရင်ထိုးရပါလိမ့်မယ်ဒါဆိုရင်တော့ Rotten ရဲ့လက်စွမ်းလက်စကိုသိသွားမှာဖြစ်ပါတယ်ဒီထက်အဓိကကြားတဲ့အချက်တွေကိုပြောရမယ်ဆိုရင် Rotten နဲ့ Joshua ဘက်ကိုပွဲတီးပြီးဖို့လုံးဝမဖြစ်နိုင်တဲ့အချက်၃ချက်ရှိတယ်ပထမတစ်ချက်ကကစားကွက်မတူညီတာပါ Rotten ဟာသမယိုးကြောင့်မွေးထိုင်းတဲ့ kickboxing ကိုအဓိကအကစားတဲ့ fighter ပါ Joshua ဘန်ကတော့လက်ပန်းဒါအပြင် Joshua ဘန် striking ဘောက်ဆင်အကုန်လုံးကိုခံပညာအတိုင်းပေါင်းစုံ MMA mixed martial art fighter ဖြစ်ပါတယ်ဒါအပြင်ချုပ်ဆိုထားတဲ့ဖွဲ့စည်းကလည်းကဘာအောင်ချားနေပါတယ်Rotten ဟာ1 Championship ဖွဲ့စည်းအောက်မှာစာချုပ်ရှိနေပါလက်ရှိမှာစာချုပ်လုံးပေါမှုဖြစ်နေပါတယ်အဲ1ပြိုင်ပွဲမှာတော့သူကစားဘူးတာပါ Joshua ဘန်ကတော့ American ခြေတိုက်ကမ္ဘာအကြီးဆုံး UFC ဖွဲ့စည်းမှာစာချုပ်ချုပ်ဆိုထားတာပါလက်ရှိ UFC ရဲ့ flyweight champion ဖြစ်ပါတယ် UFC ကအခြားဖွဲ့စည်းအောင် fighter တွေနဲ့သူတို့ fighter တွေကိုဘယ်တော့မှပွဲတီးပြီးမှာမဟုတ်ပါဘူးနောက်တစ်ခုကကိုလေးတင်တိုင်းက10ပေါင်လောက်ကွာချမှုဖြစ်တယ်ရှိတယ်ဗျ Joshua ဘန်က UFC ရဲ့ flyweight 125ပေါင်တန်းမှာတိတိကျကျကစားတာပါRotten ဟာ1 Championship flyweight တန်းမှာကစားတယ်ဆိုပြီးမှ1ရက်စနစ်ရ135ပေါင်နဲ့ညီမျှတဲ့ကိုလေးချိန်ဖြစ်နေပြီးမကြာခဏဝတ်မပြည့်တဲ့ပြဿနာတွေရှိလို့ဝတ်တက်ညှိဖို့အလုံးခက်ခဲပါတယ်
ဒါကြောင့်သူတို့လူဦးလုံးကသူတို့ရဲ့သက်ဆိုင်ရာစာချုပ်တွေကုန်ဆုံးလို့ကြက်တဲ့နေရာမှာကစားခွင့်ရှိတဲ့ free agent တွေဖြစ်လာပြီးတူကကစားကွက်ပြောင်းမှသာဒီပွဲဟာဖြစ်လာနိုင်စရာအကြောင်းတော်ရှိပါတယ်။ဒါကြောင့်မြန်မာပရိသတ်တွေကိုပြောချင်ပါတယ်။ Rotten နဲ့ Joshua Ban ကိုတွားပြီးတော့နှိုင်းယှဉ်လို့လည်းမရဘူးလို့သူတို့ပွဲတီးပြီးလို့ဆိုတာလည်းဘလို့မှမဖြစ်နိုင်ပါဘူး။နောက်ဆုံးပြသူတို့တို့အလွတ်ပွဲကစားမယ်ဆိုပါဦးဘလို့စီးမြင့်နဲ့ကစားမလဲဒီလိုမေးခွန်းရှိပါလေမွေထိုင်းစီးမြင့်နဲ့ကစားရင် Rotten ကအပြတ်သက်အားသာမပြု MMA စီးမြင့်နဲ့ကစားရင်တော့ Joshua Ban က Rotten ကိုမြေပြင်မှာပဲအလွယ်တကူလဲချပြီးတော့ချုပ်ကွက်နဲ့အနိုင်ယူသွားမှာဖြစ်ပါတယ်။ Rotten ဟာစီးမြင့်ထက်မှာတော့ Dimitri Johnson နဲ့ MMA စီးမြင့်စီးကံကစားစဉ်ကဒုတိယအချိန်မှာပဲမြေပြင်ချုပ်ကွက်နဲ့တတိလစ်ပြီးရှုံးနေခဲ့ပူပါတယ်။ဒါကြောင့် Joshua Ban နဲ့ဆိုရင်တော့တကယ်ကိုခလေးကစားသလိုဖြစ်သွားပါလိမ့်မယ်။ Joshua Ban ဟာလက်ရှိအသက်24နှစ်သာရှိပါသေးတယ်။ကမ္ဘာအဆင့်မြင့်ဆုံး MMA စင်မြင့်ထက်မှာ UFC Flyweight Champion ဖြစ်ကိုယ့်ရဲ့အသက်မွေးဝမ်းကြောင်းလမ်းကြောင်းကိုအကောင်းဆုံးပုံဖော်နေသူပါ။ Rotten ကတော့ low fighter ဖြစ်လာရင် MMA ကိုကူးပြောင်းဖို့ထက်သူကျွမ်းကျင်တဲ့မွေထိုင်းဒါမှမဟုတ်ဘောင်စင်ဘက်ကိုသာထိုးသက်ပြီးငွေကြေးရှာဖွေဖို့သာပုံမှုဦးတည်သွားမှာဖြစ်ပါတယ်။ Rotten နဲ့ Joshua Ban တို့ရဲ့ဒီအချက်လက်တွေကိုနှိုင်းယှဉ်ကြည့်ပါဦးဗျ။ Rotten ကအသက်28နှစ်ပါ။ Rotten ကို1990ဇူလိုင်23မှာမွေးဖွားပါတယ်။ Joshua Ban ကအသက်24နှစ်ပါ2000 born ပါ2001 born ပါပြောရမယ်ဆိုရင်အောက်တိုဘာ10မွေးပါတယ်။နောက်ပြီးတော့ Rotten ကအရက်5ပေ6လက်မ168စင်တီမီတာပါ။ Joshua Ban က5ပေ5လက်မ165စင်တီမီတာပါ။ Reach ကတော့တူပါတယ်65လက်မစီရှိပါတယ်။ကိုလေးချင်းလက်မဆိုရင် Rotten က135ပေါင်တန်းပါ။ဝိုင်းမှာ1 championship မှာတော့ flyweight လို့ပြောပြီးမှ weight မှာပိုများနေပါတယ်။ Joshua Ban ကတော့စစ်မှန်တဲ့ UFC flyweight တန်းဖြစ်တဲ့125ပေါင်တန်းမှာပဲကစားပါတယ်။ပွဲရည်တဲ့ record ကတော့ Rotten ကအများကြီးသာပါတယ်။ပွဲပေါင်း320ကျော်ထိုးပြီးပါတယ်။နိုင်ပွဲ280နီးပါးပါဝင်မွေထိုင်းကပ်ပေါင်းစဉ်ပွဲပေါင်းများစွာကစားခဲ့ပါတယ်။ကျွန်တော်တို့ရဲ့ Chin Fighter လေး Joshua Ban ကတော့တကယ်ကို professional MMA အဆင့်မှာ18ပွဲနဲ့2ပွဲရှုံးမှတ်တမ်းရှိပါတယ်။နောက်ပြီးတော့ကစားတဲ့ပညာရေးမှာဆိုကြည့်ပါဦး Rotten striking မွေထိုင်းကပ်ပေါင်းစဉ်တည်တတ်မှာကျွန်တော်တို့ရဲ့ Chin Fighter လေး Joshua Ban က MMA နပန်းချုပ်ကွက်လက်သီးကန်ချက်အစုံလင်ပါပဲ။အဓိကကွာခြားချက်တွေကြည့်ရမယ်ဆိုရင် Rotten ဟာ Joshua Ban ထက်အရက်တလက်မခန့်ပိုမြင့်ပြီမဲ့သူတို့ရဲ့ဒီလက်လန်းပေါ့နော်ကွာခြားချက်က reach က65လက်မစီနဲ့တူညီပါတယ်။ Rotten ဟာကစားသမားတက်တန်းတစ်လျှောက်135ပေါင်ဝန်းကျင်နဲ့သာအသားကျနေပြီးဝိတ်ချဖို့အလွန်ခက်သူပါ။ Joshua Ban ကတော့125ပေါင်တီတီနဲ့ပွဲတိုင်းဝိတ်ချိန်ပြီးအောင်အမြဲတမ်းချနိုင်သူပါ။ဒါကြောင့်ဝိတ်တန်းသီးသာကွာခြားမှုရှိပါတယ်။အတွေ့အကြုံ experience ကတော့ Rotten ဟာအသက်8နှစ်သားအရွယ်ကလေးကထိုင်းနိုင်ငံမှာရှိတဲ့ကိုင်းသီးသက်မှာကလေးဘဝကလေးကလိုက်ထိုးနေတာပါ။ပွဲပေါင်းရာချီထိုးသက်ခဲ့ပါတယ်။ Joshua Ban ကတော့အသက်24နှစ်သားရှိတဲ့လူငယ်ခြေတက်ပါ MMA သက်တမ်းတိုပေမဲ့ကမ္ဘာအဆင့်မြင့်ဆုံး UFC မှာချန်ပီယံအဆင့်ထိလျင်မြန်စွာရောက်ရှိလာသူဖြစ်ပါတယ်။ဒါကြောင့်မြန်မာပရိသတ်တွေထင်တယ်လို့ Rotten နဲ့ Joshua Ban ထိုးရင်ဘယ်သူနိုင်မလဲဆိုပြီးတော့ကြက်ချင်းခုတ်ခိုင်းတယ်လို့လုံးဝမရပါဘူး။ဘလို့စီးမြင့်စီးကန်းနဲ့ထိုးတတ်မလဲနောက်ပြီးတော့ဒါကလည်းပြဿနာပါမွေထိုင်းစီးမြင့်နဲ့ထိုးရင်တော့ Rotten နိုင်ပါလိမ့်မယ်။အဲ့လိုမဟုတ်ဘဲနဲ့ UFC MMA စီးမြင့်စီးကန်းနဲ့ထိုးတဲ့သေချာပေါက်Joshua Ban နိုင်ပါလိမ့်မယ်။ဒီလိုကွာခြားချက်တွေကအများကြီးပါဘယ်သူမှတော့အလွတ်တန်းရက်ွက်တန်းမှာရန်ဖြစ်တယ်လို့ထိုးတတ်မှာမဟုတ်ဘူးဆိုတာကျွန်တော်အနေနဲ့ပြောချင်ပါတယ်။